လူတစ်ယောက်ရဲ့ပထမဆုံးအထင်အမြင် first impression ကိုသပင်ပုံစံကပဲဆုံးဖြတ်ပေးတာပါပုံမှန်ရိုးဤနေတဲ့ပုံစံတွေကနေခွဲထွက်ပြီးအပြတ်အသက်လန်းသွားစေမဲ့ trend မြင့်သပင် style ၃မျိုးကိုကြည့်လိုက်ရအောင် style the modern mullet ပုံတစ်ပထမဆုံးကတော့ modern mullet ပါသူကလူငယ်ဆန်တဲ့အပြင်မျက်နှာကျကိုပိုပြီးထင်ရှားပေါ်လွင်တဲ့ဘေးကိုခပ်ပါးပါးညှက်ပြီးအနောက်ကိုအရှည်လေးထားတဲ့ဒီ style ကခပ်မိုက်မိုက်နဲ့စမတ်ကျကျင်သူတွေအတွက်နံပါတ်1ရွေးချယ်မှုပဲပေါ်တရုံနှစ် top knot undercut ပုံနှစ်ဒုတိယတစ်ခုကတော့ top knot နဲ့ undercut ပေါင်းစပ်မှုပါသပင်အရှည်ထားရတာဝါသနာပါပေမဲ့တေသက်တန့်ရှင်းမှုကိုပါလိုချင်တဲ့သူတွေအတွက်ပါဒီပုံစံကတင့်ကို artist တယောက်လိုဆွဲဆောင်မှုအပြည့်ရှိနေစေမှာအသေးချပါပဲ style 3 long layer cut ပုံ3တတိယတစ်ခုကတော့သပင်အုံထူထူနဲ့တဘာဝအတိုင်းဝေ့ဝဲနေတဲ့ long layer ပုံစံပါဒီ style ကယောက်ျားပြည်တဲ့အပြင်နူးညံ့တဲ့အသွင်ပြင်ကိုပါပေးစွမ်းနိုင်လို့မိန်းကလေးတွေကြားမှာအင်မတန်ရေပန်းစားပါတယ် afro အပိတ်ဟဲတင်းရဲ့ new look အတွက်ဘယ်ပုံစံကိုအကြိုက်ဆုံးလဲအခုပဲဒီဗီဒီယိုလေးကိုဆက်ထားပြီးဆိုင်သွားတဲ့အခါပြလိုက်တော့နော်ကိုယ့်ရဲ့တငယ်ချင်းတွေပါလမ်းသွားအောင်လဲရှော့ပေးဖို့မမေ့နဲ့ဦးဗျာ